အလုတ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးသည်မေလ16ရက်နေ့မနက်ပိုင်းမှာနိုင်ငံတော်အစိုးရရဲ့ရက်တရားကာလအတွင်းကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများမှာပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတို့မှာရွေရှားစေကုသရင်များမိုဘိုင်းမက်ဒီကယ်ယူနစ်ဖြင့်အလုတ်ဌာနများအရာအာမခံအလုတ်သမားများအားကျန်းမာရေးဆောင်ရွက်မှုများဆောင်ရွက်ပေးခြင်းအစီအစဉ်အရပြည်ကြီးတကုံမြို့နယ်ရှိ CYD ချင်းမြင့်ဆက်ရုံမှာအာမခံအလုတ်သမား906ဦးနဲ့ဒုံပြန်ဂျုံမှုဆက်ရုံမှာအာမခံအလုတ်သမား109ဦးကိုကွင်းစင်စေကုသဆောင်ရွက်ပေးနေမှုခြေအနေများအားကြီးစုစစ်ဆေးခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးဟာစက်ရုံမှအလုသမားများလူသမားရေးရာလုပ်ငန်းညှိနှိုင်းကော်မတီ WCC အဖွဲ့ဝင်များကိုတွေ့ဆုံကစက်ရုံအလုပ်ရုံများမှာကုန်ထုတ်စွမ်းအားတိုးတက်စေဖို့အတွက်အလုပ်ရှင်နဲ့အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပါကြောင်းလူမှုပူလုံရေးဆိုင်ရာဆောင်ရွက်ချက်များလုပ်ငန်းခွင်ပေးရနေကင်းရှင်းနဲ့ကျန်းမာရေးဆိုင်ရာများနဲ့အငင်းပွားမှုညှိနှိုင်းဖြေရှင်းကိစ္စများကိုမှာကြားကတင်ပြချက်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဟာအမရပူရမြို့နယ်ရှိကျော်ညူမြတ်ကုမ္ပဏီသို့တွားရောက်ပြီးစက်ရုံလက်ပတ်နေမှုချင်းတွေများကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဟာမန္တလေးမြို့ရှိလူသမားကြီးရာတိုင်းဒေသကြီးရုံးများသို့လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီလိုစစ်ဆေးရမှာဝန်ထမ်းများအနေနဲ့တာဝန်ထမ်းဆောင်ရမှာနိုင်ငံဝန်ထမ်းဥပဒေnew ဥပဒေများဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနဲ့အညီဆောင်ရွက်ကြရန်မှာကြားခဲ့ကလုပ်ငန်းလိုအပ်ချက်များကိုမေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။